ကလေးမနှခမ်းလေးလိန်လိုက်တာဒီကရင်သွားပေါ့နော်အဲ့လိုချိန်မှာဆိုလို့ရှိရင်အများစုကဒီနှခမ်းလေးကာလာကိုနေမလိုက်လို့ပေါ့နော်ရှုပ်ရှင်သွားလို့ထင်ကြတကယ်တော့မဟုတ်ပါဘူးနှခမ်းလေးကာလာပြောင်းလိုက်တဲ့ချိန်မှာလည်းအများစုကရှုပ်ရှင်တယ်လို့ခံစားရတယ်ပုံမအရှင်ကလည်းအဲ့လိုပဲဆိုတော့ဒီလိုနှခမ်းလှလှလေးဖြစ်အောင် step 3ခုတည်းနဲ့ဘယ်လိုလိမ့်လို့ရလဲဆိုတော့ပြောပြတော့မှာဖြစ်ပါတယ်နှခမ်းလေးမလိမ့်ခင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ original နှခမ်းကာလာကိုဒီ foundation လေးနဲ့ချိန်မှာဖုတ်ပေါ်မှာကျန်နေတဲ့ foundation နဲ့အရင်ဖုံးလိုက်မယ်ပထမဆုံးအနေနဲ့ဒီကိုနည်းနည်း nude color ဖတ်သွားရဲ့နှခမ်းလေးနဲ့အရင်လိမ့်လိုက်မယ်။လက်နဲ့ပဲ blend လုပ်ပေးလိုက်မယ်။ဒီမှာအရင်ရေးကြည့်တဲ့ step တစ်ခုကတော့အဲ့လိုလိမ့်ပြီးရဲ့အချိန်မှာနှခမ်းကိုပိတ်လိုက်။အဲ့လိုနှခမ်းရဲ့ထိတ်နာလေးနည်းနည်းလေးပဲပေါ့အောင်ပေါ့နော်။ပိတ်ပြီးလို့ရှိရင်ခုနနှခမ်းလေးလိမ့်နဲ့လက်ချောင်းလေးနဲ့ဒီမှာ blend လုပ်ပေးလိုက်မယ်။အဲ့လိုဆိုလို့ရှိရင်ဒီအပေါ်နှခမ်းနည်းနည်းထူပြီးတော့နှခမ်းဖူးဖူးလေးဖြစ်သွားပါတော့။လို့ရှိရင်ဒီလိုနည်းနည်းတောက်တဲ့ကာလာနဲ့အောက်နှခမ်းမှာရင်လိမ့်လိုက်မယ်။ပြီးရင်နှခမ်းကိုဒီလိုလုပ်လိုက်မယ်။နောက်ပြီးရင်တော့ခုနရဲ့လက်နဲ့ပဲနှခမ်းလေးကို blend လုပ်ပေးလိုက်မယ်။အပေါ်ကျကနှခမ်းရဲ့ဒီထိပ်ထီတော့ blend မလုပ်နဲ့ပေါ့နော်။အတွင်းပိုင်းနဲ့နည်းနည်းလိမ့်ပေးလိုက်ရပြီပြီးလို့ရှိရင်တကယ်လို့ချစ်စရာကောင်းတဲ့ပုံစံလေးစိုက်တယ်ဆိုလို့ရှိရင်တော့ highlight ကိုနှခမ်းရဲ့အလယ်မှာနည်းနည်းလိမ့်လို့ရရဲ့နော်အရှိရနှခမ်းဒီဇိုင်းနဲ့ရှင်လို့ရှိရင်ဒီကနှခမ်းဒီဇိုင်းလေးကရုပ်ကပိုရှင်းလာရဲဆိုရခံစားချက်မရစေဘူးပေါ့နော်ဘုံမေးစင်တာရှိလို့ရှိရင်တော့ comment မှာရေးပေးလို့ရပါတယ်နောက်ဗီဒီယိုမှာတွေ့မယ်နော်ဘိုင်ဘိုင်